ဝင်ပြီးကြိုးစားမယ်ဆိုရင်လူတိုင်းရနိုင်လေးစားအားကြရတဲ့တကက်ထွင်နှိမှာပေါ့နော်ပညာရက်တွေကိုသင်ပေးဖို့ရအတွက်ပလဲရလို့ရှိရင်9000ကနေ8000ပဲရနေတယ်လီတာကြီးမှတ်နန်းနူကိုစင်မော်တို့ရိုးသေးစွာဖိတ်ခေါ်ပါလေရှင်ချက်တော့တဲ့ကြက်ကြဲလေးပါရှင်ရင်ခုန်တဲ့သူတွေရှိလားခေါင်းဆရာပါတင်မှာပါလေကျမမှန်ပါလားပြန်စဉ်းစားကြည့်နော်ဒီစီးပွားရေးကိုဝင်လာတဲ့သူတွေဘာလို့ရလဲဒီနေ့ကိုရီအားလုံးက Success Boy ရဲ့ member တွေမဟုတ်ဘူးလားဒါဆိုကိုက member မဟုတ်ဘူးလားညီမတို့စီးပွားရေးအကြီးစားအသေးစားဆိုတာနဲ့ member နဲ့အသင်းဝင်တာနဲ့မဆိုင်ဘူးကိုရီအားလုံးက Success Boy ရဲ့စီးပွားရေး member ဝင်တွေဖြစ်ကြပါတယ်ဒါဆိုဒီအချက်တွေကဘယ်လိုတွေလောက်ရမယ့်အချက်တွေလဲဒီနေ့ training ပညာရက်လေးမမျှဝေသေးခင်အရင်ဆုံးနာမည်လေးမိတ်ဆက်ပေးအောင်မယ်ညီမသိတဲ့သူတွေလည်းရှိလားမရှိဘူးအကုန်သိနေပြီကျမမင်းသမီးလေမသိတဲ့သူဆိုတာရှားတယ်အကုန်သိတယ် online နဲ့လည်းတင်လို့ရတယ် Facebook မှာလည်းကြည့်လို့ရတယ် YouTube မှာလည်းကြည့်လို့ရတယ်နော်တနေရာမဟုတ်တနေရာတော့သိချမှာပေါ့ Okay သိလဲပြောပြီးမှာပဲမေ့သွားမှာစိုးလို့နှလုံးသားထဲမှာအမြဲတမ်းစွဲမြဲနေဖို့နာမည်လေးမိတ်ဆက်ပေးမယ်နော်ညီမရဲ့နာမည်ကတော့မှတ်ရတာအရန်လွယ်တယ်မခက်ဘူးနန်းနုနုနွယ်လို့ခေါ်ပါတယ်ရှင်ညီမကိုမိတ်ဆက်ပေးတဲ့သူရှိပါတယ်ညီမမိတ်ဆက်ပေးတဲ့သူကတလားကိုထိုင်းဘတ်ငွေ9ဘတ်ရှိနေတဲ့လီတာကြီးကိုလော်ရင်ရှိုးပဲဖြစ်ပါတယ်ရှင်အပလိုက်တွေလက်ခောက်တာကြကြလေးဒီပေးပါရှင်အပလိုက်ကိုကျေးဇူးအများကြီးတင်တယ်ဘာလို့လဲဆိုတော့ညီမတို့လိုတာမန်အလောက်သမားတယောက်ကိုဒီနေ့လူအများရဲ့ရှေ့မှာပြန်လဲလက်ဆင့်ကမ်းပြီးပညာရက်တွေမျှဝေနိုင်အောင်ဒီလိုမျိုးပြောဆိုတတ်အောင်သင်ပြပြောပြပေးပြီးဝင်ငွေတွေရအောင်ကူညီပေးလို့ဖြစ်ပါတယ်ရှင်မိတ်ဆွေတို့မှာရောမိမိတို့ရဲ့ app line တွေမရှိဘူးလားမိမိတို့ရဲ့ app line တွေရလဲတေးချတယ်ညီမရဲ့ app line ကသင်ပေးတယ်လို့ပဲသင်ပေးမှာဒါကြောင့်ကိုယ့်ရဲ့ app line တွေကိုကျေးဇူးမတင်ချင်ဘူးလားဒါဆို app line တွေကိုကျေးဇူးတင်တဲ့လက်ခောက်တံလေးကြားချင်ပါတယ်ရှင်အိုးဟိုးဒါကို app line ကိုတကယ်ကျေးဇူးတင်တဲ့အတာညီမတို့မှာ app line တယောက်တည်းရှိတာမဟုတ်ဘူးရှင်အထက်နီးပြတွေလည်းရှိသေးတယ်ဘာလို့လဲဆိုတော့လူတယောက်ကပညာတွေတင်တဲ့အခါမှာတယောက်တည်းကတင်ပေးမယ်ဆိုရင် तू မအားရင်ကို့မှာတင်ပေးမဲ့သူမရှိတော့ဒါဆိုနီးပြတွေရှိထားမယ်ဆိုရင် app line မအားတဲ့အချိန်နီးပြတင်ပေးလို့မရဘူးလားညီမမှာလည်းနီးပြရှိတယ်ညီမနီးပြကတော့တလဝင်ငွေ9000ဘတ်ပလက်တီနမ်ရာထူးကိုရရှိနေတဲ့လီတာကြီးအန်တီစန္ဒဝင်းပဲဖြစ်ပါတယ်ရှင်နီးပြကိုလည်းကျေးဇူးအများကြီးပဲတင်ပါတယ်ညီမမှာ app line ကောင်းနီးပြကောင်းတွေပိုင်ဆိုင်တယ်လို့ပဲဒီမှာရှိတဲ့သူတွေအားလုံးမှာလည်း app line ကောင်းနီးပြကောင်းတွေမရှိဘူးလားရှင်ကိုယ့်ရဲ့ app line နီးပြအတွက်လည်းနောက်တစ်ချိန်လက်ခုပ်တံလေးကြားချင်ပါတယ်ရှင်โอเคနောက်ထပ်ညီမတို့မှာကျေးဇူးတင်ရမယ့်သူကတော့ဒါတော့အားလုံးတူပေါ့နော်ကျေးဇူးတင်ရမယ့်သူဘယ်သူပါလဲကုမ္ပဏီပိုင်ရှင်တထေး2ဦးဘာလို့လဲဆိုတော့ညီမတို့လိုအခြေခံတာမန်လူဒန်းစားတွေတချို့ဆိုရင်ကျောင်းမနေရတဲ့သူတွေရှိမယ်တချို့ကတော့နေရတဲ့သူတွေလည်းရှိမယ်နောက်တစ်ခုအလုပ်တွေမအားဘူးအချိန်လေးနည်းနည်းပဲရတဲ့သူတွေဘယ်လိုလူမျိုးမဆိုစူးစမ်းခြင်းနဲ့စိတ်ရှိုံနဲ့ဒီကုမ္ပဏီမှာလာရောက်စူးစမ်းခွင့်ပေးတဲ့ပိုင်ရှင်တထေး2ဦးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်နော်တချို့ဆိုရှိတယ်မို့လားလီတာကြီးသူကအတင်းတော်ဝင်သွားပြီသူ့ဘာလို့ခံရမလဲမသိလို့လေဘာပြောလို့ပြောရမလဲမသိဖြစ်တဲ့သူတွေပါလား
နေ့ဒီအချက်လေးချက်ကိုတိပြီးဆိုရင်စနစ်တကျသူတို့ဘာလို့တင်ပေးတတ်မယ်ဆိုရင်ရလက်တီပူရလာမယ်လို့ယုံကြည်လားရှင်တို့တော့မသိဘူးကျမတော့ယုံကြည်တယ်အကုန်လုံးကဒီနေ့ရတဲ့ရလက်တွေထဲအများကြီးပိုရလာမယ်လို့ယုံကြည်တယ်ရှင်โอเคဒါဆိုညီမတို့မန်ပါတယောက်စတင်ပြီးတော့လုပ်ရမယ်အခြေခံတိထားတဲ့၄ချက်မှာနံပါတ်1အချက်ကတော့ဘာတိရမှာလဲဘဒုအကြောင်းလဲအိုင်ဆိုတာဘဒုကိုပြောရလဲကိုကိုပြောတာဟုတ်တယ်မို့လားဘဒုရဲ့အကြောင်းမမဟုတ်ဘဒုအကြောင်းတိရမှာလဲကိုအကြောင်းဒီနေ့ဒီစီးပွားရေးကိုစဝင်လာခဲ့တဲ့အချိန်မှာမိတ်ဆွေတို့တွေမှာကိုဘာကြောင့်ဒီစီးပွားရေးကိုဝင်လာခဲ့တယ်လဲဆိုတော့ကိုရဲ့ why သိပြီလားဘာလို့ဖို့လို့လဲတီးဖို့လိုတယ်မတီးတဲ့သူတွေဆိုရင်ဘာဖြစ်မလဲနည်းနည်းလောက်လေတို့ဒီမှာပြဿနာလေးတွေပြုတ်ပြင်းမှုလေးတွေပြောင်းလဲမှုလေးတွေကြုံပြီးဆိုတာနဲ့ဘာဖြစ်လာပြီလဲစိတ်ကမခိုင်တော့ငါ့ကိုလာမပြင်းနဲ့တချို့ဆိုဘလောက်ထိဆိုးတော့ Facebook အကောက်ကလေးပြင်ခိုင်းတာတောင်မှလက်မခံနိုင်ဘူးဝါးအဲ့လိုလူတွေမတွေ့ဘူးလားတခါလေကိုယ်တိုင်တောင်မှကြုံဘူးတယ်ဘာဖြစ်လို့လဲသိလားကိုဒီစီးပွားရေးကိုလာ join ရတဲ့ point ကိုမသိလို့ဘာလို့လဲဆိုတော့တချို့ကဝင်လာတယ်အော်လောက်ကြည့်မလေးနော်ရရင်လဲယူမှာပေါ့မရလဲဘာတတ်နိုင်မှာလဲဘဟုတူတာရတယ်လေဒီလိုနဲ့ဝင်လာတဲ့သူတွေရောမရှိဘူးလားဟုတ်တယ်ညီမတို့လည်းစဝင်တော့ကအဲ့ဒီလိုမျိုးပဲဘာမှမသိဘူးလောက်ကြည့်မယ်လေရရင်အမြတ်ပေါ့မရရင်ကိုယ့်အတွက်အရေးမဲမရှောင်ဘူးအဲ့ဒီလိုမျိုးအတွင်းနဲ့ဝင်လာတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ဘာကိုတိအောင်ရှာရတယ်လဲဆိုရင် why နေတိလာမှကိုလိုချင်တဲ့ why နဲ့ဒီကုမ္ပဏီကရမယ်ရလက်ကိုဘာလို့ရတာလဲ join တာချိတ်ဆက်တာအဲ့ဒီအကြောင်းကိုဒီမှာညီမတို့ကတီးခံနိုင်မှာဒီနေ့စက်ရုံထဲမှာအလုပ်လုပ်တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့အလုပ်လုပ်ရတဲ့သူတွေပါလားလက်လေးထောင်ကြည့်ပါဟာစက်ရုံသွားတာပျော်လိုက်တာရှိလားမပျော်ဘဲနဲ့ဘာလို့သွားလဲဒါဆိုကိုယ့်ရဲ့ဝိုင်းကပါလဲအဲ့ဒီစက်ရုံကငါတို့ကိုဘာပေးနေလို့လဲအိုက်ဆန်ပေးနေလို့သူတာလစာမပေးဘဲနေကြည့်ပါလားတွားမလားဟုတ်လားဘသူကပဲမောင်းလို့မတွားတော့ဘူးလေသူပတ်ဆံပေးလို့တို့အလုပ်သွားလုပ်တာဟုတ်တယ်ဟောဒါဆိုရင်ဘာအလုပ်ပဲလုပ်လို့တို့မှာဘာရှိတယ်လဲဝိုင်းရှိတယ်ဒါကြောင့်ဒီစီးပွားရေးမှာဝင်လာပြီဆိုရင်လူတစ်ပဲဖြစ်ဖြစ်ဘာကြောင့်ဝင်လာရတယ်လဲဆိုတော့ကိုယ့်ရဲ့ why I join ကိုအရင်သိရမယ်အဲ့ဒါမိတ်ဆွေတို့ရဲ့ကြီးမားတဲ့ why ပဲအဲ့ဒါကပဲမိတ်ဆွေကိုဟိုးအမြင့်ကိုရောက်အောင်ခေါ်သွားပေးမှာဖြစ်တယ်ဘယ်သူမဆိုပဲအခုပဲဝင်လဲသူပဲဖြစ်ဖြစ်ဟိုးတော့ကဝင်တဲ့သူပဲဖြစ်ဖြစ်လူတွေကဘာကြောင့်တယောက်ပြီးတယောက်ပြောင်းလဲသွားတယ်လေကိုယ့်ရဲ့နှုတ်မှာအပြစ်တွေတိုးလာတယ်အဟောင်းတွေပျောက်တဲ့လောက်ပျောက်တယ်ကြံတဲ့လောက်ကြံတယ်အဲ့ဒါဘာလို့လဲဆိုရင်ညီမတို့ဒီ why နဲ့ပဲလူတွေကိုစစ်လိုက်တာဝိုင်းကြီးတဲ့သူတွေကဘာအခက်ခဲပဲလာဘလို့ပြဿနာပဲကြုံရင်ဆိုင်နေဒါပေမဲ့ဝိုင်းမသိတဲ့သူကရင်မဆိုင်နိုင်ဘူးဒါဆိုဒီနေ့မိတ်ဆွေတို့ကြံနေတယ်ဒီနေ့မိတ်ဆွေတို့စ조사နေတယ်ဒီနေ့ဒီနေရာထိရောက်အောင်လာတယ်ဆိုတာကို့မှာဘာရှိနေလို့လဲဝိုင်းရှိနေလို့ဒီဝိုင်းကိုညီမတို့ကပျောက်သွားအောင်လုပ်ရမှာမဟုတ်ဘူးတဖြည်းဖြည်းနဲ့ပို့ပြီးကြီးလာနေ့ကိုလည်းအဲ့ဒီလိုမျိုးငါရဲ့ဝိုင်းနေငါရဲ့စ조사မှုတွေကိုချပြနိုင်သူတယောက်ဖြစ်အောင်စ조사မယ်ဆိုတဲ့စိတ်မျိုးနဲ့လုပ်မယ်ဆိုရင်ဒီနှစ်တော်သွင်းမှာပဲမိတ်ဆွေတို့ကကိုလိုချင်တဲ့ပန်းနိုင်တွေကိုရောက်နိုင်ပါတယ်ရှင်ဒါကြောင့်ကိုလက်ခောက်တန်ကြက်ကြက်လေးပြီးပေးပါဦးโอเคဒါဆိုရင် why enjoy နဲ့မှာညီမတို့ဘာတွေထပ်ပြီးတော့မှအဓိကပြန်ကြည့်ရမလဲဆိုရင်မိမိကဘဒုအတွက်လာလောက်တာလဲဒီနေ့ကိုဒီကိုလာတာဘဒုအတွက်လဲရှိလားဘဒုအတွက်လဲညီမတို့နီးပြလီတာကြီးကိုနေသူရပညာသိရင်သူ့ရဲ့ဗီဒီယိုဖိုင်အဟောင်းနေပြနားထောင်ကြည့်ညီမဆိုရင်လေအမြဲတမ်းမှတ်မိတဲ့စကားတစ်ခွေရှိတယ်အဲ့စကားကဘာလဲဆိုရင်သူတယောက်တည်းရဲ့အားနဲ့ဆိုရင်တဲ့သူဒီနေ့ဒီနေရာမှာရှိမှာမဟုတ်ဘူးဒီစီးပွားရေးမှာသူဒီလိုအောင်မြင်အောင်စ조사မှာမဟုတ်ဘူး
ဘဒုအားနဲ့စူးစားတာလဲဆိုရင်သူ့အမေအဖေရဲ့အားနဲ့စူးစားလို့သူကပေါ်မှာဖြစ်လာတာသူရဲ့အားပေးစကားတွေပြောတဲ့အချိန်တိုင်းပါတယ်အဲ့ဒီချိန်မှာညီမတဲ့နဲ့ညီမရဲ့အသွေးနဲ့ညီမလိုချင်တာတစ်ခုတည်းဥပမာဟာငါကားလာလေးစီးချင်တယ်ငါဘယ်လက်ဝက်လက်စားလာလေးလိုချင်တယ်အဝတ်စားလာလေးဝတ်ချင်ယုံပဲဆိုရင်ဒီစီးပွားရေးမှာမမြဲဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအဝတ်စားလာလေးတွေဝတ်ဖို့လက်ဝက်လက်စားတွေဝယ်ဖို့အငတ်ခံပြီးတော့စုလို့မရဘူးလားပုံမှန်100တောင်းတဲ့နေရာမှာ90ပဲတောင်းမယ်လေစုလို့မရဘူးလားနေ့စားမှရောရှာလို့မရဘူးလားရတယ်ဒါပေမဲ့ညီမတို့လိုချင်တာကကိုယ့်ရဲ့အမေတွေအဖေတွေကိုပြောင်းလဲပြီးတော့မှပြည့်စုံတဲ့ဘဝကိုထားချင်တာအဲ့ဒီလိုမျိုးထားနိုင်ဖို့ညီမတို့ဘလောက်ပဲအငတ်ခံခံဘလောက်ပဲချွေတာစုစုအပြင်မှာမရနိုင်ဘူးဘာလို့လဲဆိုတော့ညီမတို့ရတဲ့လစာနဲ့သုံးလိုက်မယ်တယောက်လောက်ပြီးတော့လုံးစားလို့လောက်လားမလောက်ဘူးဒါကြောင့်မို့လို့ညီမတို့ကဘာလုပ်ရလဲဆိုရင်ကိုယ့်ရဲ့မိဘတွေအတွက်ကိုမိသားစုအတွက်ဆိုတဲ့ဒီဝိုင်းကကြီးမားတဲ့အခါမှာဘယ်နေရာမှာရှာရင်ရနိုင်မလဲဆိုတာကိုပြန်ပြီးတော့ကိုကပြန်စမ်းစစ်ရတယ်အဲ့လိုမျိုးစမ်းစစ်ပြီးသွားတဲ့အချိန်မှာဒီနေရာမှာရနိုင်တယ်ဆိုတာကိုသိရင်အခက်ခဲဆိုတာလူတိုင်းကြုံတယ်ငင်းပယ်မှုကြုံမယ်အတိုက်ခိုက်ကြုံမယ်ဝေဖန်တာတွေကြုံမယ်စီးပွားရေးလောက်တာဖြစ်တဲ့အတွက်ကြောင့်အတက်အကျအနှိမ့်အမြင့်ကမညီညာဘူးအဲ့လိုမညီညာတဲ့ဈေးကွက်တွေကိုကြုံတွေ့ရတဲ့အခါလူတွေအားလုံးကလက်လျှော့ခြင်းတယ်အဲ့ဆိုစီးပွားရေးကမငြိမ်တဲ့အခါလူတွေအားလုံးကဘာဖြစ်လာလဲတုံလှုပ်တယ်ဒီနေရာမှာငါနေရင်စင်ပြေပါမလားငါဒီအယုတ်ကြီးလို့ရင်ဆက်ပြီးတော့လှုပ်လို့ရပါမလားဆိုတဲ့သွေးဝင်စိတ်တွေဝင်လာတယ်အဲ့ဒါဘာကြောင့်လဲဆိုရင်ကိုယ့်အတွက်ကိုပဲဖြစ်နေသေးလို့မိသားစုအတွက်ကိုချစ်ရတဲ့သူတွေကို့မှာနာမည်တက်စရာရှိပြီဆိုရင်အဲ့ဒီလူရဲ့မျက်နှာကိုမြင်လေဒီအခက်ခဲကိုငါဘယ်လိုကြော်ရမလဲဆိုတဲ့နီလန်းတွေမိတ်ဆွေရှာတက်လာလိမ့်မယ်ရှင်ဒါဆိုမိတ်ဆွေတို့မှာဘသူအတွက်လောက်တာလဲဆိုတာရှိပြီလားနာမည်ရေးစရာရှိပြီလားရှိရင်တခါတည်းရေးဘသူအတွက်လဲဆိုတော့တခါတည်းနာမည်ရေးပြီးပြီလားသားဆိုရင်လည်းသားကလေမောင်ဖြူလားမောင်မီလားတခါတည်းနာမည်ပါရေးဘာလို့လဲဆိုတော့သားလို့ပြောလိုက်တာနဲ့2ယောက်ရှိနေမယ်3ယောက်ရှိနေမယ်4ယောက်ရှိနေမယ်ဆိုရင်ဘယ်သားလဲဘယ်သမီးလဲမသိပဲနေမယ်အဖေအမေဟုတ်တယ်မို့လားကိုရဲ့အဖေအမေဆိုလဲကိုရဲ့အဖေအမေကိုလှုပ်ပေးခြင်းတဲ့သူကိုရဲ့ရင်ထဲမှာဒီစီးပွားရေးကိုလာစူးစားတာဘသူအတွက်လဲငါဘသူကိုဘာလှုပ်ပေးခြင်းတာလဲဆိုတဲ့နာမည်တွေတခါတည်းချရေးပါဒါဆိုနောက်တစ်ချက်သွားမယ်နောက်တစ်ချက်ကဘယ်အရာတွေကိုရနိုင်လို့လာလောက်တာလဲဒီနေ့ success small မှာဘာတွေရလို့လာလောက်တာလဲကဲဘသူအတွက်ဘဝအတွက်တော့သိပြီဒီစီးပွားရေးကဘာတွေရလို့လာလောက်ကြလဲပြောကြည့်ပါဦးဒီဘက်ကလူတွေဒီစီးပွားရေးကိုလာလောက်တာတော့မှန်းပြီးဝိုင်းနေလဲရှိပြီဘာတွေရလို့လာလောက်တာလဲရှင့်ဟုတ်တယ်နော်ဒါဆိုကိုကရောဘာလိုချင်တာလဲကိုလိုချင်တဲ့အရာရောရှိလားကိုလိုချင်တဲ့အရာလေးရေးကြည့်ဘယ်နှခုလောက်လိုချင်တာလဲပေါ့ကိုလိုချင်တဲ့အရာကိုရေးဘယ်နှခုပဲဖြစ်ပေါ့တရားကိုဘယ်နှမျိုးရေးထားရလဲ3မျိုး4မျိုး10မျိုးကျန်တဲ့သူတွေရော10မျိုးကျန်တဲ့သူတွေရော3မျိုးဘယ်နှမျိုးရေးထားလဲအကုန်လုံးရေးတယ်အကုန်လုံးဆိုတာဘာကိုပြောလှပတဲ့ရှစ်ချက်ကိုအကုန်လိုချင်တာโอเคလောဘကြီးလိုက်တာတော့လူကောင်းတာတေးတာဘယ်နှမျိုးရေးထားလဲ3မျိုးဒီဘက်ကလည်း10မျိုးအများဆုံးရေးတာပေါ့နော်โอเคမတက်ကလေးရပ်ပြီးတော့လေကိုရေးထားတဲ့အရာလေးဖတ်ပြပေးလို့ရမလားကြဲလေးပေါ့အရှိကိုပိုင်ကကိုပိုင်ချန်လက်ခောက်လေးဒီပေးပါဦးโอเคရှေ့ရလူတွေပဲပေးလိုက်တော့မယ်နော်ဘာလို့ဆိုဝေးသွားတယ်ဆိုညီမလည်းမစင်းတော့ဘူးလေနော်အချိန်ရယ်ငွေရယ်ကျမ်းမာရေးရယ်လက်ခောက်လေးကြဲဒီပေးပါဦးโอเคဒီအရာတွေကိုလိုချင်လို့ success မမလာလို့တာဟုတ်လားအပြင်မှာလုပ်ရင်ရောရလားရနိုင်တယ်ဒါပေမဲ့အချိန်ကတော့ရဖို့ခက်တယ်ဘာလို့လဲဆိုတော့ဘယ်အလုပ်မဆိုပတ်စံရတယ်
ကိုရတဲ့ပတ်စံနဲ့အညီအလုပ်တွေကအချိန်တွေကပေးနေရတာဖြစ်တဲ့အတွက်ကြောင့်ကိုနားလိုက်တာနဲ့ဝင်ငွေရက်သွားနိုင်တယ်ဒါပေမဲ့ဒီစီးပွားရေးမှာကျတော့အချိန်တွေပြီးကျမ်းမာရေးတွေပြန်ပြီးတော့ရနိုင်တာပေါ့နော်โอเคမှန်ပါတယ်ဒီစီးပွားရေးမှာမိတ်ဆွေတို့လိုချင်တဲ့အရာတွေအားလုံးဒီကနေပြီးတော့ပေးနိုင်တယ်ဒီအရာတွေကကိုမမဟုတ်ဘူးလူတိုင်းမလိုချင်ဘူးလားကိုရပတ်ဝန်းကျင်မှာဆွေမျိုးတွေရောညီကိုမောင်နှမတွေရောတခြားတော့ဒဇိန်တွေရောသူတို့တွေရောဒီအချက်တွေမလိုချင်ကြဘူးလားဒါဆိုဒီအချက်လိုချင်တဲ့မိတ်ဆွေတွေကိုဆက်ဆက်စမောမှာကိုကနေပြီးတော့မှဒီလိုအချက်တွေရနိုင်တယ်ဆိုတာကိုပြောပြပေးလို့မရဘူးလားရှင်ကျမတို့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီအချက်တွေကိုကြိုက်လို့ဒီအရာတွေကိုလိုချင်လို့လာပြီးတော့စူးစမ်းတယ်ဆိုတာကိုပြန်ရှင်းပြပေးနိုင်မယ်ဆိုရင်သူတို့နဲ့ကိုနဲ့အတူတူအလုံးလုံးရတာအဆင်မပြေဘူးလားအဲ့ဒီလိုမျိုးကိုဒေါင်းလိုင်းနေမေးဘူးလားမှန်ပါတယ်လေဒီစီးပွားရေးမှာမတူတွက်လာလို့လဲဘာတွေလိုချင်တာလဲဒီစီးပွားရေးဘာတွေပြန်ပေးတယ်ဆိုတာကိုပြောပြပေးဘူးလားပေးဘူးလားအတန်နဲ့တိမ်သွားသလိုပဲအေးအဲ့လိုလုပ်ပါโอเคဒါဆိုနံပါတ်1ချက်နားလဲပြီလားနံပါတ်1မှာဘာတိ why I join နဲ့မှာထပ်ကွဲတယ်ဗာလဲဘသူအတွက်လာလောက်တာလဲနောက်ပြီးတော့ဘာတွေရလို့ဒီစီးပွားရေးမှာလာလောက်ကြတာလဲဟုတ်တယ်မလားဒီစီးပွားရေးမှာဘာတွေရလဲလှပတဲ့အချက်၈ချက်ငွေကိုလိုချင်တလောက်ရတယ်အချိန်ဟုတ်တယ်မလားလွတ်လပ်တဲ့အချိန်အိတ်ချင်တဲ့အချိန်အိတ်ထားချင်တဲ့အချိန်ထားစားချင်တဲ့အချိန်စားသွားချင်တဲ့စီသွားဘလောက်ကောင်းလဲဒါအချိန်နေမဟုတ်ဘူးလားရှင်ကျမ်းမာရေးဆက်ဆက်စမောရဲ့ထုတ်ကုန်ပစ္စည်းတွေကိုသုံးရင်းနဲ့ကျမ်းမာရေးလည်းကောင်းမယ်နှုလည်းနှုပြိုလာမယ်အသက်လည်းရှည်မယ်မကောင်းလားသူများတော့မသိဘူးညီမဆိုရင်ပေါ့နော်ဒီတစ်ချက်ငွေရလို့ပဲအရင်တုန်းကမရှိတဲ့အရာတွေအခုရှိအောင်လုပ်ပေးနိုင်တယ်ညီမတို့တော့ငငယ်တုန်းကဆိုရင်အမေတို့တွေမနာတဲ့အလုပ်လုပ်ပေးမယ်ကိုပိုင်အိမ်ဝင်မရှိခဲ့ဘူးဒါပေမဲ့အခုဆက်ဆက်စမောရတဲ့ငွေနဲ့ဝင်းနေခြံနေဝယ်ပြီးုံနဲ့မကောက်ရန်ကုန်မှာတိုက်ပါဝယ်နိုင်တယ်ရှင်ဒါဆက်ဆက်စမောရတဲ့ပတ်စာနဲ့ဖြစ်တယ်အချိန်ညီမမိဘတွေစီကိုလေဟိုဘယ်ချိန်ထပြန်မလဲ ready ပဲ passport အစုံလင်ရှိဖို့ပဲလိုတယ်အဲ့ဒါမရှိတော့ပြန်လို့မရဘူးလေနော်ဘာလို့လဲဆိုတော့ကို့တထရနင်ဒီလာတော့သွားလို့မရဘူးနော်နင်ကခွင့်မပေးဘူးလို့မပြောဘူးလေကိုတွားခြင်းနဲ့စီသွားလို့ရတယ်အခုဆိုညီမနှစ်ယောက်အမေတို့အဖေတို့နဲ့အေးအေးဆေးဆေးနေလိုက်အခုရန်ကုန်မှာနေရတာမပြောလို့ရွာပါပြန်သွားပြန်ပြီလိုက်တော့မမိဘူးဒါလည်းစီးပွားရေးလုံးလို့ရပြန်ရောမကောင်းလားအဲ့ဒါပဲအချိန်ဆိုတာမိဘတွေလည်းပြုစုရတယ်ကိုယ်လည်းပတ်စံရတယ်ကြိုက်လားကျမ်းပါရေးလက်သွေးဆိုရင်ညီမရဲ့အမေကစီးကြိုယောဂတယ်စီးကြိုဖြစ်တာလေဒီ2024 6လပိုင်းမှာ6လပိုင်းဆိုဟုတ်တယ်6လပိုင်း9လပိုင်းကြော်လောက်9လပိုင်းကုန်ကာနီးမှာအဖေဖုံးထိုးတယ်သမီးနင်မရတော့တိတ်တော့ခြေနေမကောင်းတော့အရန်ကိုလေးပိန်ကျသွားတာပဲဘလို့မှအဆင်မပြေဘူးဘာမှစားလို့မဝင်ဘူးစီးကြိုက400ထိတောင်တက်တာအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့အဖေဖုံးဆက်လာတယ်ပြန်လာခဲ့လိုက်တော့ညီမ3ယောက်စလုံးချက်ချင်းပြန်သွားအခြေအနေမကောင်းဘူးအဲ့လိုမျိုးဒါပေမဲ့ညီမတောင်မှအိမ်ပြန်မရောက်တယ်အမေကလေကြမ်းပါပြီးတော့လေပျော်နေရောပဲသူ့သားသမီးတွေကြည့်ပြီးအဲ့ဒါဘာလုပ်လိုက်တာလဲဆိုဆက်ဆက်စမောရဲ့စီးကြိုဆေးနဲ့ရှားဆောင်ဖြော်ရည်ကိုစနစ်တကျမှန်မှန်ကန်ကန်တိုက်လိုက်တဲ့အခါမှာစီးကြို400တက်တယ်လူတိုင်းကအမေကိုသေပြီလို့တွေးတာဒါပေမဲ့ဆက်ဆက်စမောရဲ့ကျေးဇူးကြောင့်အခုဆိုရင်ကြမ်းပါပြီးလှနေလိုက်တာအိုးမြန်မာနိုင်ငံမှာဖျားဘူးပတ်သွားနေတာပဲရှင်မကောင်းလားအဲ့ဒါဆက်ဆက်စမောမှာဘာတွေရလို့လဲဒီသုံးရပတ်ဆံကလည်းရနေတယ်ကြမ်းလည်းကြမ်းပါတယ်အသက်လည်းရှည်တယ်တင်လားကိုမိပါရောဒါဆိုဆက်ဆက်စမောရဲ့ပစ္စည်းသုံးပြီးတော့ကြမ်းမာရေးကောင်းအောင်လုပ်လို့မရဘူးလားအရန်ကောင်းတယ်ပြီးရင်ဘဟုတုတအသွေးခေါ်တယ်ကိုအရင်တုန်းကဘာမှမသိတဲ့အရာတွေအခုဆိုရင်မသိလားဟုတ်လားကျန်တာမသွေးနဲ့ဖုံးပိုင်းပဲရင်ဆုံးစဉ်းစားအရင်တော့ဖုံးဆိုရင်သူများတော့မသိဘူးလိုက်တောင်မပေးတတ်ဘူးလိုက်ပေးလိုက်လို့ရှိရင်လက်မတစ်ခုပဲနှိပ်တတ်တာလေသူများလို့ဟာဟာတွေအတဲတွေဘာတွေညာတွေလုံးမတတ်ဘူးဘယ်နာသွားရှာရအောင်မှမသိဘူး
ဒါပေမဲ့အခုကတော့လာခဲ့အကုန်တိတယ်သူငါ့ကိုနည်းနည်းချဲငါလည်းပြန်ချဲပလိုက်ပါဗောတင်ထားတယ်လေအဲ့ဒါအသိပညာဘဟုသုတတွေရလာတာမဟုတ်ဘူးလားပြီးပြီဆိုရင်မိတ်ကောင်းဆွေကောင်းတွေမရှိဘူးလားနောက်ထပ်ဘာတွေရှိလဲမျှဝေပြီးကုတို့တွေယူလို့မရဘူးလားကိုပေးလိုက်လို့သူရသွားတယ်ပစ္စည်းပဲရောင်းရောင်းအခွင့်လမ်းပဲပေးပေးသူတို့အဆင်ပြေသွားရင်ကိုကပီတိတွေဖြစ်မနေရဘူးလားရှင်ဒီဘဝတွေမကောင်းနောင်ဘဝပါရုပ်ချောအုပ်စဘောဖြစ်အောင်ပါရှင်โอเคနိုင်ငံခြားအလက်ခီးမသွားချင်ဘူးလားညီမလည်းသွားချင်တယ်ဒါပေမဲ့နိုင်ငံခြားတော့မသွားရဘူးစာအုပ်တွေကဘလို့မှမစုံဘာလို့လဲလောက်တော့လောက်တာပဲဒါပေမဲ့ညီမတို့စာအုပ်မစုံလို့လည်းပူစရာမလိုထိုင်းနိုင်ငံအတွင်းမှာလေနဲ့ပဲသွားမလားလေရင်နဲ့ပဲသွားမလားကားနဲ့ပဲသွားမလားအကုန်လုံး free ကုမ္ပဏီကလိုက်ဖို့ပေးတဲ့အလက်ခီးသွားလို့ရတယ်ကောင်းလားသက်သက်စပေါ်မှာအလက်ခီးတွေလည်း free သွားလို့ရတယ်နောက်တစ်ခုဘာလုပ်လို့ရလဲအမွေအနှစ်တွေလည်းပေးလို့ရအပြင်မှာညီမတို့အလုပ်လုပ်တယ်ကွာဒါတော့ဘယ်နှစ်သောင်းပဲရရဘယ်နှစ်သိန်းပဲရရကိုမလုံနိုင်တော့တဲ့နေ့ပတ်ဆိုင်ရလားဆက်စမောမှာဒီနေ့ကိုနေသူရကိုပဲကြည့်သူလုံနိုင်သေးလားရှိသေးလားဒါပေမဲ့သူရခဲ့တဲ့အရာတွေအားလုံးယနေ့အချိန်ထိရမနေဘူးလားဒီလိုမျိုးမိတ်ဆွေတို့တွေမပေးခဲ့ချင်ဘူးလားရှင်ညီမဆိုအရန်ကြိုက်တာငါပင်မန်းချင်းပင်မန်းမရှိငါအပင်မန်းခံပြီးစ조사လိုက်ရင်ငါချစ်တဲ့မိသားစုတွေအကုန်လုံးအမွေအနှစ်ပေးခဲ့လို့ရတယ်ဒါကြောင့်မိတ်ဆွေတို့ညီမတွေမောင်တွေရှိများများခေါ်လာခဲ့ဒီစီးပွားရေးမှာပေးထည့်လိုက်ကြိုက်မကြိုက်လောက်ခိုင်းလိုက်ဘာလို့လဲတဖြည်းဖြည်းနဲ့သူတို့ရဲ့အသွေးတွေပြောင်းလဲလာတာနဲ့အမျှသူတို့တွေအနေနဲ့ဘာဖြစ်လာလဲဆိုရင်လူမှုပေါင်းတင်ဆက်ဆံရေးအစားအများကြီးပြောင်းလဲလာတယ်သူတို့ရဲ့ခြေထောက်ပေါ်သူတို့ရက်တည်နိုင်တယ်ဒါကြောင့်ပညာအမွေပေးတယ်လို့ခေါ်တယ်အဲ့တော့ဒီစီးပွားရေးမှာကိုယ့်ရဲ့ညီမတွေမောင်တွေရှိလို့သူကလေဝါဒနာမပါဘူးဒီနေ့ညီမတွေဝါဒနာပါလို့လုပ်တဲ့သူတယောက်မှမရှိဘူးညီမခေါ်လို့မလုပ်ချင်ဘူးဒါပေမဲ့တော်တော်ပြောင်းလဲပေးရတယ်အခုဆိုရင်တော့တာရအေးစစ်စစ်နဲ့လူတိုင်းကမြင်တဲ့အခါမှာလဲသူတို့လေးစားအားကြတဲ့သူတွေမရှိနေဘူးလားအဲ့ဒါလက်ရှိပေးလို့ရတဲ့အမွေဖြစ်ပါတယ်ရှင်ဒီမှပေးလို့ရတာမဟုတ်ဘူးနော်မသေးခင်လဲပေးလို့ရတယ်နံပါတ်2အချက်ကဘာလို့ရမလဲစားသုံးသူလို့ပြောတယ်ကိုကတော့အားမတုံးထားကိုတိုင်းသုံးမှဥပမာစစ်စမောမှာမိတ်ဆွေကြိုက်တဲ့ပစ္စည်းဝယ်သုံးလိုက်မယ်ကိုကြိုက်တဲ့ပစ္စည်းဒီကုမ္ပဏီမှာရောင်းအားအကောင်းဆုံးဆိုတဲ့ပစ္စည်းကိုသုံးလိုက်မယ်ကွာသုံးလိုက်လို့ထိရောက်မှုရလန်းရှိပြီဆိုရင်ပြောတဲ့အခါမှာပို့ပြီးတော့ယုံကြည်မှုမရှိလာဘူးလားကိုသုံးကြည့်လိုက်လို့မကောင်းဘူးဆိုဘု து တွားပြောတော့မှလဲရပ်ပစ်လိုက်ပြီလေငါလည်းမလုပ်ဘူးသွားမလုပ်နဲ့ငါသုံးခဲ့ပြီးပြီဘာမကောင်းဘူးပြောလို့မရဘူးလားကောင်းတယ်ဆိုရင်အဲ့ဒီကောင်းတဲ့ယုံကြည်မှုရလန်းတဲ့သူများကိုပြန်ချပြမယ်အလုံးလုံးတဲ့ခါပို့ပြီးတော့မှအဆင်မပြေဘူးလားဒါကြောင့်မိတ်ဆွေတို့ကိုတိုင်းလောက်တယ်လို့မျိုးကိုရဲ့ downline အတစ်တွေလာတဲ့အခါဘာလို့ရမလဲဘလောက်ဖိုးမှလုံးလို့ရတယ်လို့မတတ်မှတ်ထားဘူးအရင်ဆုံးကိုတိုင်းကဒီထုတ်ကုန်ပစ္စည်းတွေကိုတီးရဖို့အတွက်ကစာအုပ်ပဲထိုင်ဖတ်နေလို့မရဘူးဒါဆိုကိုဘာလုပ်ဖို့လို့လဲပစ္စည်းအကြောင်းတွေတီးဖို့လိုတယ်ပစ္စည်းအကြောင်းတွေတီးမှကိုတိုင်းကလည်းသုံးကြည့်မှအဲ့ဒီပစ္စည်းတွေရဲ့ဘာတွေတိလာမလဲအချက်လက်တွေတိလာမယ်အချက်လက်ဆိုဖိုင်ထိုပြီးဆိုရင်ဘယ်လိုဖြော်ရတယ်သူကဖြော်ပြီးဘယ်လိုမျိုးထားရင်ဘယ်လိုဖြစ်လာလဲတောက်ပြီးသွားတဲ့အချိန်မှာဝမ်းထဲမှာဘယ်လိုခံစားရတယ်ဘယ်လိုမျိုးဘယ်နှခါတောင်တွားရတယ်ဆိုတာကိုကပြောပြနိုင်မယ်ကိုတိုင်လဲရလက်ရှိထားမယ်ဆိုရင်ကိုရဲ့ downline တွေကိုပြန်ချပြပြောပြတဲ့အခါယုံကြည်မှုတွေပါမပါဘူးလားကိုလည်းဘာမှမတုံးဘူးစာအုပ်လေးပဲဖတ်ကြည့်ကောင်းတယ်ကောင်းပါတယ်ဆိုကောင်းပါတယ်ဆိုအဲ့လိုမျိုးကောင်းရင်နဲ့နောက်ဆုံးတော့လူတွေပျောက်ကုန်တာပေါ့ဒါဆိုကိုတိုင်းဘာလုပ်ဖို့လို့လဲတီကြတိအောင်အရင်ဆုံးသုံးရမယ်ပစ္စည်းတိုင်းကိုသုံးဖို့မလိုပါဘူးကိုဈေးကွက်ဖောက်ချင်တာပဲအပိုင်းလဲအုပ်စု6အုပ်စုရှိတယ်ကိုကစိုက်ပျိုးရေးကိုဖောက်ချင်တယ်ဆိုရင်အရင်ဆုံးအဲ့ဒီစိုက်ပျိုးရေးကိုရဲ့အိမ်ပဲဖြစ်ကိုရင်ဆုံးသုံးကြည့်ရင်ဒီပစ္စည်းကိုသုံးတဲ့အခါပဲအချိန်မှာအာနိတင်ပြလာတယ်ဘလို့ရလက်ရှိတယ်ကြားထဲမှာပြဿနာတစ်ခုခုဖြစ်ရင်ဘလို့ထပ်လုံးလိုက်ရင်ရလက်ဘလို့ပြန်ရတယ်ဆိုတာကိုတိုင်ကရလက်တိထားပြီဆိုရင်ကိုကတောင်တူတွေကိုပြန်မျှဝေတဲ့အခါသူတို့တွေကိုရဲကြီးအာမခံပြီးတော့ယုံကြည်မှုရှိနဲ့ဈေးကွက်ဖြန့်လို့မရဘူးလားညီမတို့တွေကရော့အကိုသုံးကြည့်မကောင်းရင်ကျွန်တော်နှစ်ဆပြန်ရော်မယ်
အဲ့လိုသွားလို့မရအောင်ဘာလို့လဲတိလားဘလို့သုံးရမလဲဆိုတာကိုမသိပဲသူ့ကိုဖာလိုက်သွားပေးလဲရှုံးပါပဲကားနဲ့တိုက်ပေးလဲကုန်ပါပဲဘာလို့လဲရလည်းမရဘူးလေဘလို့သုံးရမယ်ဆိုတဲ့အချက်လက်မပေးနိုင်အောင်နှစ်စွန်းလို့ပြောတာပဲအကိုနှစ်စွန်းထည့်တုံးနော်သုံးစွန်းလို့ပြောတာပဲသုံးစင်းထွက်တုံးလိုက်ဗျာတုံးပြီးရလာရှိရင်ကျွန်တော်အကိုစီဈေးကွက်ဖောက်မယ်မရဘူးဘလို့လုံးရမလဲဆိုတဲ့အချက်လက်ကိုတိတိကျကျသိရမယ်ဒါစိုက်ပြွေးရေးလုပ်မယ်ဆိုရင်ကျမရေးတက်ဆောင်ဆိုရင်ဘယ်ပစ္စည်းနဲ့ဘယ်ပစ္စည်းနဲ့ပေါင်းပြီးတော့တောက်ရင်ဘယ်ယောဂအတွက်ကောင်းတယ်ဘယ်ပစ္စည်းကိုဘယ်အချိန်မှာတောက်ရမယ်ဒါကိုကတိရမယ်အဲ့ဒါမှညီမတို့ဈေးကွက်ဖောက်ရတဲ့အခါအဆင်ပြေမယ်ပြီးပြောတဲ့အခါမှာပို့ပြီးယုံကြည်မှုရှိလာမယ်ဈေးကြီးတယ်ဈေးမကြီးဘူးဆိုတာကဒီပစ္စည်းရဲ့အာနိတွေရလက်ကိုသိရင်ဘသူကမှတန်ဖို့မကြည့်တော့ပါဘူးဘာလဲဈေးချိုချိုလေးရတဲ့နေရာမှာဝယ်တဲ့သူကနဲပြီးဒဲဈေးကြီးရတဲ့နေရာမှာဘာလို့ကောင်းမှန်တိလို့ကောင်းရင်ဘလောက်ပဲပေးရလူတိုင်းကကိုယ့်ရဲ့ကျမ်းမာရေးအတွက်မလိုချင်ကြဘူးလားဒါပေမဲ့ကိုယ်တိုင်ကအချက်အလက်ကြယုံကြည်မှုရှိနဲ့ပြောတတ်ဖို့တော့လိုတယ်အဲ့လိုမျိုးပြောတတ်ဖို့ကကိုယ်တိုင်ကလည်းအသုံးပြုထားဖို့လိုတယ်ရှင်โอเคဒါဆိုရင်ဒီပစ္စည်းတွေကိုဘာကြောင့်သုံးတင်တာလဲဘာကြောင့်သိတင်တာလဲနားလည်ပြီလားဒါဆိုကိုယ့်ရဲ့ကိုယ်တိုင်မဖြစ်ဘယ်ကနေစလုပ်ရမလဲသိပြီလားနံပါတ်3ကဘာလဲကိုယ့်ရဲ့ app line ကိုချီကျူးစကားပြောတတ်ရမယ်အဲ့ဒီနီးကိုသိရင်မိတ်ဆွေတို့ကရွှေအိုးကိုထိုင်တူးနေရတာနဲ့အတူတူပဲဘာကြောင့်လဲဆိုရင်ပြန်စဉ်းစားကြည့်ဒီနေ့အလုံးလုံးတဲ့အခါဘယ်သူတွေနဲ့လုံးလုံးရတာလဲကိုယ့်ရဲ့အထက် line နေနဲ့ကိုကအလုံးလုံးတဲ့တိုင်ပင်ပြီးတော့ဆွေးနွေးရတယ်အကူအညီတွေမယူရဘူးလားဒါဆိုရင်ကိုအကူအညီယူမဲ့လူရဲ့အကြောင်းကိုမသိဘူးသူ့ကိုခေါ်လာတဲ့သူတွေနဲ့စကားပြောတဲ့အခါယုံကြည်မှုရှိနားထောင်အောင်ကိုကချီးကျူးစကားမပြောတတ်ဘူးဆိုရင်ချိတ်ဆက်ရတာလည်းခက်ခဲတယ်အလုံးလုံးရတာလည်းအဆင်မပြေဘူးဟိုပြီးအကြောင်းကြားထားရတယ်မရောက်ခင်ကလေးကဘယ်နေလောက်ဆိုတော့ရောက်မယ်နော်အပလိုင်းဒီတစ်ချက်ဒါအပလိုင်းကိုကြိုးပြီးအကြောင်းကြားရတယ်ပြီးရင် downline ကိုကပြောတယ်ဟိုကြားလို့ရှိရင်တစ်လဝင်ငွေဘလောက်ရနေတဲ့သူတွေအများကြီးပဲဟာကျမရဲ့ apply ဆိုရင်လေတစ်လဝင်ငွေ9000အရန်တော်တာတိုင်းရင်းသားဆိုတော့စကားပြောရင်တော့အေးစစ်စစ်ပဲဒါပေမဲ့လူတိုင်းကိုနားလည်အောင်ရှင်းပြတတ်တယ်သူကဆိုရင်ပေါ့နော်တစ်လဝင်ငွေ9000ရတယ်ဆိုပေမဲ့မာနမကြီးဘူးလူတိုင်းကိုယ့်လိုမျိုးပဲပေါင်းတင်ဆက်ဆံတတ်တယ်အကိုနားမလဲတာရှိတာပွန့်ပွန့်လင်းလင်းမေးလို့ရတယ်ကျမဆိုဒီနေ့ဝင်ငွေရတယ်ဆိုတာကျမတော်လို့မဟုတ်ဘူးကျမ apply ပြောတဲ့အတိုင်းပဲတိကျကျနားထောင်ပြီးလိုက်လို့အခုလိုဝင်ငွေတွေရတာဒါဆိုရင်တေးကြတယ်အဲ့ဒီလူရရင်ခုန်နေပြီရီးစားနဲ့သွားတွေ့ရတယ်လို့ပဲပေါ့ဖိုးလိုဖက်လာနဲ့ရင်းနေတိန်တိန်နဲ့တွေ့ရဲ့ရင်ထဲမှာဖြစ်နေလိုက်မယ်ဘာကြောင့်လဲဆိုရင်တစ်လောက်9000နဲ့ကွာဘလူနေမလဲညငါ့ကိုပြောမလဲသူတက်တွေ့ရင်ငါဘာတွေလုပ်ရမလဲသူ့ရဲ့စိတ်ထဲမှာပြီးတွေးအဲ့ဒီခါမှာ तू ကလေကိုယ့်ရဲ့ apply ရှေ့ရောက်ရင် auto တခါတည်းကိုငြိမ်ပြီးနားထောင်ဘာလို့လဲဟာဖြစ်လို့ကြောက်စရာမလိုဘူးကိုဘလောက်ပဲပြောသူ့ရဲ့ရင်ထဲမှာရှိန်နေဒီလိုဟာတာပေါ့ကိုတောင်မလေ तू ကចောင်းဆရာလို့ပြောလိုက်တာဒီမှာတဲ့ဆရာပြီးတော့ပြောထားတဲ့အပေါ်မှာလေးစားမှုကတခါတည်းပါသွားလေဒါကြောင့်ညီမတို့ဘာလို့အကြီးဆုံးပဲလေပြောနေအရေးကြီးတယ်ကိုယ့်ရဲ့ downline တွေကိုဘယ်အချက်တွေတင်ပေးရမလဲဆိုရင်နံပါတ်3ချက်ဒီချီပြောနေတာမိတ်တင်ပေးတတ်မယ်ကိုယ်တိုင်ထိမိမိလောက်တတ်မယ်ဆိုရင်မိတ်ဆွေရဲ့နဝတ်သိုးတက်တာမြန်မယ်ရှင့်ဘာလို့လဲဆိုရင်ညီမကတစ်နှစ်တောင်မပြည့်ဘူးပလဲရာတို့ဘာလို့ရလဲဆိုဒီအချက်နဲ့လောက်တာညီမဘာမှမပြောတတ်ဘူးညီမသိတာအဲ့တစ်ချက်ပဲသိတာရလာတယ်များလူသိမှန်တယ်များညီမ apply နီးပြနဲ့အကုန်ချိတ်တာသူတို့ပြောသလိုပဲသူတို့တင်ပေးတဲ့အတိုင်းပဲညီမချီကျူးစကားပြောပြီးချိတ်ဆက်ပေးတာအဲ့ဒီလိုပဲနီးပြကသူ့ကိုဒီလိုပြောလိုက်တာနဲ့တွေမတိမ်ပဲပြန်ပြောတာဒေါင်းလိုက်စရာဘာကြားလာလဲနီးပြနဲ့ apply ချက်ချင်းတင်းပို့တာကိုကဘာလဲဆိုကြားထဲမှာပေါင်းကူတရာပေါ့သူတို့နေရာထားတာခုဘာလို့လဲကိုမတက်သေးဘူးလေကိုမကျွမ်းကျင်သေးဘူးလေကိုမလောက်တက်သေးတဲ့အချိန်မှာကိုကပေါင်းပေးရတယ်လေအမ apply ကခုနီးပြပေးလို့ရမယ်ပြီးကိုကလည်းသူတို့ပြန်ပြောတဲ့အခါ apply ပြောတာနဲ့ကိုပြောတယ်တဒံနဲ့ကြားတဲ့အခါကျတော့အလုံးလုံးရတာယုံကြည်မှုက
တစ်ထပ်ထဲကြားတယ်တကယ်လို့ကိုကပြောတာ apply ကပြောတယ်သူ့ကိုဒီလိုမျိုးပြောလိုက်ဟေးအဲ့လိုမျိုးပြောရင်သူများစိတ်ညစ်သွားမလားမသိဘူးနော်ငါ short ပြောလိုက်မယ်တဝက်လောက်ပဲပေါ့ဟုတ်လားဒီလူက apply စီရောက်သွားတော့ apply ကအပြည့်ပြောလိုက်တော့သူတို့နှစ်ယောက်ပြောတာတယောက်တစ်မျိုးစီဖြစ်နေတယ်လို့ပဲငါဘယ်သူနောက်လိုက်ရမကြောက်ဒါသူတို့အချင်းချင်းတော့မညီတာငါဝင်ရပို့ဆိုးပါပေါ့ဟုတ်လားအရင်အရေးကြီးပါတယ်ဒီနေ့ကိုတွေသွားလို့မရသေးဘူးအလုံးလုံးရတာခဲဆိုတာအဲ့ဒီအချက်ခံနေတဲ့အတွက်ကြောင့်လွယ်နေတတ်ပါတယ်ရှင့်ဒါဆိုညီမတို့ဘာလုပ်တတ်ဖို့လို့လဲကိုယ်တိုင်လဲတက်ရမယ်ပြီးရင်ကိုယ့်ရဲ့ downline တွေကိုလည်းပြန်လက်ဆင့်ကမ်းပေးနိုင်ရမယ်အဲ့ဒါဆိုရင်ညီမတို့ရဲ့အဖွဲ့အစည်းကဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုရင်နမူနာပြပေးမယ်နော်ဒီလိုပေါ့တယောက်နဲ့တယောက်လက်ချိတ်မယ်ပေါ့နော်ဥပမာမောင်လေးတို့နှစ်ယောက်လက်ချိတ်လိုက်ဟိုဘက်တယောက်ဆက်ချိတ်လိုက်လက်လေးဖြန့်လိုက်ပေါ့ချိတ်လိုက်ပေါ့အဲ့မှာဆက်ချိတ်လိုက်နောက်တယောက်ဖွဲ့စီကကျဲမလားဟုတ်လားကျဲပြမသွားဘူးလားတကယ်လို့တို့ကအဲ့ဒီလိုမျိုးမချိတ်ထားဘဲနဲ့ကွဲပြားနေမယ်ဆိုရင်ခိုင်မာဖို့မခက်ဘူးလားရှင့်အဲ့ဒီလိုမျိုးပဲကိုတယောက်ထဲလို့ရင်ဒါနဲ့အဖွဲ့အစည်းကချိတ်လိုက်မယ်ဆိုရင်အစင်းနဲ့ဘယ်လောက်တောင်များသွားမလဲတနိုင်ငံတည်းတွေမကောက်နိုင်ငံတကာကိုပတ်ပြီးတော့ချိတ်ဆက်ပြီးအလုပ်လုပ်လို့ရတယ်အဲ့ဒါတွေအားလုံးရဲ့ချိတ်ဆက်မှုကတယောက်ကိုတယောက်လေးစားအားကြတတ်ခြင်းပဲဖြစ်ပါတယ်ရှင်ချီးကျူးတယ်ဆိုတာလေးစားမှချီးကျူးလို့ရတာလေမဟုတ်ဘူးလားသူ့အကြောင်းမသိပဲချီးကျူးလို့ရလားအရန်တော်တယ်အရန်ချောတယ်လို့ပြောလို့မရဘူးချောနေုံနဲ့ပတ်သက်မရဘူးအာနေုံနဲ့လုံးလို့မရဘူးဘာတော်တာလဲဘာကောင်းတာလဲဘယ်နေရာသူ့ရဲ့အားတာချက်ရှိတာလဲဆိုတာကိုချပြနိုင်မှအလုံးလုံးလို့ရမှာဖြစ်တယ်ဒါဆိုဒီနေ့ကနေစပြီးတော့ကိုယ့်ရဲ့ apply နေတင်ပေးထားတဲ့ချီကျူးစကားတွေကိုပြန်ပြီးအသုံးချပါပြီးကိုယ့်ရဲ့ဖွဲ့သားတွေကိုလည်းပြန်ပြီးတော့လက်ဆင့်ကမ်းပါဖွဲ့စည်းပိုကြီးထွားလာပါလိမ့်မယ်ရှင့်နော်โอเคဒါဆိုရင်တော့နောက်ဆုံးတစ်ချက်ရောက်ပြီနော်ဘာလို့ရမလဲနံပါတ်၄ချက်ကတင်ယူမှုကို100%လှုပ်ဆောင်ရမယ်တင်တဲ့အခါမှာညီမတို့တွေကဘယ်လိုမျိုးတင်လို့ရတယ်လဲဆိုရင် online နဲ့ offline O2O O2O online လည်းတင်လို့ရတယ် offline အပြင်မှာလည်းလာတင်လို့ရတယ်ဘယ်နှမျိုးလုပ်လို့ရလဲနှမျိုးonline တစ်ခုပဲအားသာတာကျမကလေအပြင်မှာဆိုရှက်တယ်ဒါဆိုရင်အဲ့ဒီလူရဲ့ရလိုက်နှမျိုးစလုံးရလာဘယ်သူကပိုများမလဲကျမဖုန်းထဲမှာပဲပြောရတာတော့အပြင်ဆိုရင်ရှက်တယ်ပါလားအဲ့လိုလူတွေညီမတို့ဆိုအရင်တော့ကလည်းရှက်တာဒါပေမဲ့တဖြည်းဖြည်းချင်းနဲ့လေ့ကျင့်ယူရတယ်ဘယ်လိုလေ့ကျင့်ရလဲဆိုအိမ်မှာရှိတဲ့ခေါင်းလျှော်ရည်ဘူးကိုမိုက်လုပ်ပြီးလေ့ကျင့်ရတာပေါ့ကွာမိုက်ကိုဘယ်လိုမျိုးကန်ရတယ်လဲဒီအရာအစညီမတို့လေ့ကျင့်ရတယ်မိုက်မရှိတော့ခေါင်းလျှော်ရည်ဘူးနဲ့လေ့ကျင့်လို့ရတယ်နော်ရှိမှမဟုတ်ဘူးမရှိတာကိုမတောင်းတနဲ့ရှိတာနဲ့လုပ်လို့ရတယ်နော်โอเคတင်ယူတယ်ဆိုတာစာအုပ်ထဲမှာရေးမှတ်လိုက်တဲ့အရာမှတင်ရတာမဟုတ်ဘူးကိုယ့်ရဲ့ပြောပုံဆိုပုံနေပုံထိုင်ပုံဝတ်ပုံစားပုံအစစအရာရာအားလုံးကိုလည်းတင်ယူရတယ်တင်ယူဖို့အတွက်ကိုက100%လှုပ်ဆောင်နိုင်ရမယ်ကြောင်းလဲနိုင်ရဆိုရင်တင်တော့တင်ကြတယ်ဒါပေမဲ့ကိုကဘာမှလိုက်ပြီးမလုပ်ဘူးဆိုရင်လည်းအလကားဒါဆိုတင်လဲကြောင်းလဲရမယ်ယူတယ်ဆိုတာဝိုင်းပွဲသွားမယ်ဟိုပွဲသွားမယ်တင်နှက်တက်မယ်အဲ့ဒါပဲမဟုတ်ဘူးဒီမှာတင်လို့ရတဲ့အရာတွေရှိပါတယ် online ဆိုရင်ညီမတို့တွေ Facebook တွေရှိမယ် Telegram တွေရှိမယ် Messenger တွေရှိမယ် YouTube တွေရှိပါတယ်ရှင့်ပြီးပြီဆိုရင် offline ဆိုရင်တော့ညီမတို့အပြင်မှာဆိုရင်တော့ခန်းတင်နှန်းတွေရှိတယ် white တင်နှန်းတွေရှိတယ်တစ်ဆက်ပွဲတွေရှိတယ်အခုလာမဲ့2လပိုင်းမှာဘာတင်နှန်းရှိတာပါလဲ I am success more ကိုကရောအဲ့လိုပဲလား I am success more ကျမ success more မှာဖြစ်တယ်ကျမ success more ပဲဟုတ်လားဒါဆို I am နေစားအဲ့လိုမျိုးတွက်မှာလားဘယ်လိုမျိုးလဲ I am success more ဆိုတာကငါ success more မှာငါ success more ကိုချစ်တယ်ငါ success more မှာလုပ်တယ်ဆိုတာကိုသူကအတိတ်ပဲရတယ်ရှင့်ဒါဆို success more ကိုချစ်လား success more မှာလုပ်နေတာဟုတ်လားမဟုတ်ဘူးလားဒါတော့ online offline ဒီတင်တန်းတွေမှာဆိုတော့တထေးတွေအောင်မြင်နေတဲ့ခေါင်းဆောင်တွေအများကြီးနဲ့တင်ခွင့်ရမှာဒါဆိုရင်ညီမတို့ဒါလှုပ်ဆောင်ရမယ့်အချက်ပဲနဲ့ချက်လဲပါသွားတာ၄ချက်လုံး
ပြေးမိလားအိတ်ချင်မိလားတော်ပြီလားယူအောင်မလားဘာပေးရမှာလဲ Okay နောက်ဆုံး message လေးတစ်ခုပေးချင်နေတယ်ဒီပုံလေးမှာဘာလေးထားပါလဲကိုအထင်မသေးပါနဲ့နော်ဒီပုံလေးထဲမှာဆိုရင်ဘာလေးတွေ့ပါလဲသူတဲလာတဲ့ပစ္စည်းနဲ့သူ့ခန္ဓာကိုယ်နဲ့ကာလားဘယ်သူကကြီးလားပစ္စည်းကကြီးပြီးသူကသေးလေးပဲဒါမဲ့သူတဲနိုင်လားတဲနိုင်လားမတဲနိုင်ဘူးလားတဲနိုင်တယ်ရိုးရိုးရှင်းရှင်းလေးပဲတွေ့ညီမအများကြီးမပြောတော့ဒီနေ့ညီမတို့ရေးထားတဲ့ရီမှန်းချက်တွေလိုချင်တဲ့အိမ်မက်တွေကကြီးနေလိုက်မယ်ဒါပေမဲ့ကို့မှာလိုအပ်ချက်တွေကများနေလိုက်မယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာမိတ်ဆွေတို့ကကိုဘယ်လိုမျိုးထင်သေးလဲငါကားလိုချင်တယ်လို့ပြောတယ်ငါအိမ်စက်ကလေးစကားပဲရှိသေးတယ်ဖြစ်နိုင်မှာမဟုတ်ပါဘူးကဲငါရှော့လိုက်မယ်ကွာကားမယူအဲ့ဒီလိုဘူးဘလောက်ပဲအကောင့်သေးသေးဘလောက်ပဲလိုအပ်များနေပါစေနေချာပေါင်းယုံကြည်မှုရှိနဲ့စနစ်တကျသွားမယ်ဆိုရင်တေချာပေါင်းကိုလိုချင်တဲ့တတ်မှတ်ထားတဲ့နေရာကိုအနှင်းနဲ့အမြန်လူတိုင်းရောက်တယ်ဒါပေမဲ့လူအများစုဘာကြောင့်မရောက်ရတာလဲဆိုရင်ကိုအားငယ်ပြီးတော့ငါဘာလဲမသိဘူးငါဟိုဘာလဲမလုပ်တတ်ဘူးငါဟိုလိုလဲမတော်ဘူးဒီလိုလဲမတော်ဘူးဆိုတဲ့ကိုအထင်သေးပြီးကိုယ့်ရဲ့ရီမှန်းချက်တွေကိုရှော့ရင်နဲ့အဲ့ရီမှန်းချက်တွေကကုန်သွားနည်းနည်းချင်းရှော့လိုက်တာလေးကားလေးရှော့လိုက်ဘာဖြစ်ပါမှုငါအိမ်လည်းမဝယ်တော့မဆောက်တော့အမေတို့ဆောက်ထားတဲ့အိမ်လေးနဲ့အဆင်ပြေနေရပဲလေဟုတ်တယ်မို့လားရှော့လိုက်ပြန်ရော့ငါတင်နှမ်းပွဲလေးလိုက်နိုင်တာလည်းမဟုတ်ဘူး။အိုဒီကလည်းစီးနေရတာအချိန်ကလည်းသူများလောက်မပေးနိုင်ဘူးဆိုတော့ဘာဖြစ်ပါဘူးငါပတ်စံတစ်လောက်တိတ်ထောင်လို့မှန်းထားတာ900လောက်ပဲယူတော့မယ်။ရှော့လိုက်တာနည်းနည်းရော့သွားပြီ။ဟုတ်လားမို့လား။အဲ့ဒါနဲ့တခါထပ်မိတ်ဆက်ငါမိတ်ဆက်လည်းရှာမတတ်ဘူးငါရှော့လိုက်ပါဦးမယ်100လောက်လေး။ရှော့ရင်ဘာဖြစ်သွားလဲ။ကုန်သွားတယ်။ကုန်တော့လောက်စရာမလိုတော့လေ။လောက်စရာမလိုတော့ဘာလုပ်လဲ။အိပ်ပြီပေါ့အဲ့ဒီလိုမျိုးမလုပ်ပါနဲ့ညီမတို့တွေဒီပုံလေးထဲမှာကြည့်လိုက်ပရွက်ဆက်ရဲ့အကြောင်းတွေကိုပြောမယ်ဆိုအများကြီးပဲသူကလူကောင်သေးတယ်အကောင်သေးပေမဲ့ဘလောက်ပဲတေးသူယူမယ်လို့သတ်မှတ်ထားတဲ့အရာမှန်တယ်များရအောင်ယူတယ်ဒီမိတ်ဆွေတို့လည်းဒီသတ်မှတ်ထားလို့မလျှော့ပြစ်ဖဲနဲ့မရတဲ့နည်းနဲ့လုံမယ်ဆိုတဲ့အဝင်ပြီးစူးစားမယ်ဆိုရင်လူတိုင်းရနိုင်ပါတယ်လို့ပြောရင်ဒီနေ့လာပြီးတော့မျှဝေပေးတဲ့ပညာရပ်ကတော့ဒီမှာပဲရပ်နာချင်ပါတယ်ရှင်